ဒီနေ့မိုးလေးရလည်းအေးနေတာနဲ့မိုးဟင်းကားလေးချက်စားပြပါတယ်ရှင်မိုးဟင်းကားလေးကိုကျမတမေပြစ်ပြစ်လေးနဲ့စားချင်တော့ပေါ့နော်ငါးတွေဘာတွေမပါဘဲနဲ့ဒီတိုင်းရိုးရိုးရှင်းရှင်းတောမုံဟင်းကားလေးချက်စားပြတာပါကဲဟင်းရပြစ်ပြစ်လေးချက်ဖို့မွေးပဲစိမ့်မုံဂျင်းကြက်သွန်ပြူပဇွန်ချောက်ကြက်ဥလိုပါတယ်ရှင်ပထမဆုံးဂျင်းနဲ့ကြက်သွန်ပြူထောင်းထားတာကိုစနွင်းမုံလေးထည့်ပြီးတော့အရင်စီသက်ပါမယ်ဂျင်းနဲ့ကြက်သွန်ပြူစီသက်ထားတာလေးအနံ့မှုေးလာပြီဆိုရင်တော့ပဇွန်ကြောက်ကိုပါထည့်ပြီးတော့စီသက်ပါမယ်ပဇွန်ကြောက်အနံ့လေးပါမှုေးလာပြီဆိုရင်တော့ရင်နွေးထည့်ပါမယ်ရှင်ကျမကတော့ဟင်းရည်အဆူမြောင်လို့ရင်နွေးကိုသုံးထားတာပေါ့နော်ဟင်းရည်ဦးစူအောင်စောင့်နေတဲ့အချိန်မှာပဲစိမ်းမှုံထမင်းစားစုံ၃စုံကိုရေနည်းနည်းချင်းစီထည့်ပြီးတော့မှုေးပါမယ်ရှင်အထဲမှာအခဲလေးတွေအပုံလေးတွေမကြမ်းအောင်ဖြောပါမယ်ဒီလိုအနေထားလေးရတဲ့အထိပေါ့နော်ကြက်ဥတစ်လုံးကိုလည်းဖောက်ပြီးတော့မှုေးထားပါမယ်ရှင်ဟင်းရည်အိုးစူးလာပြီဆိုရင်တော့ခုနကတော့ဖြောထားတဲ့ပဲစိမ်းမုံရေကိုထည့်ပါမယ်ပြီးလို့ရှိရင်တော့အဆက်မပြတ်မှုေးပေးပါမယ်ရှင်မီးကိုလည်းလျှော့ထားပေးပါကြက်ဥမှုေးထားတာကိုထည့်ပါမယ်ကြက်ဥကတော့ဟင်းရည်ပိုပြစ်ဖို့နဲ့အရသာပိုကောင်းဖို့ထည့်တာပေါ့နော်မှုေးရင်နဲ့ဟင်းရည်လေးရတော့ပြစ်လာပါပြီစားထည့်ပါမယ်အချိုးမုံထည့်ပါမယ်ပဇွန်ချောက်ကလေအချိုဓာတ်နဲ့အငံဓာတ်ကိုတပြိုင်တည်းပေးတဲ့အတွက်ဟင်းရည်ချက်တဲ့အခါမှာခပ်ပေါ်ပေါ်လေးချက်ထားအကောင်းဆုံးပေါ့နော်ဂျင်းနဲ့ကြက်သွန်ပြူကိုစီးသက်ပြီးချက်ထားတော့လေအနံလေးကိုမှုေးနေပါရောရှင်တမေပြစ်ပြစ်လေးရတော့စားဖို့အဆင်သင့်ဖြစ်ပါပြီမုံပွဲလေးပြင်ပါမယ်ရှင်ဟင်းရည်ပြစ်ပြစ်လေးထည့်မယ်ကြက်သွန်ပြူနဲ့ငရုတ်ချမ်းမှုံကိုစီးသက်ထားတာလေးထည့်မယ်ငါးပြားရည်လေးနည်းနည်းပေါက်မယ်နန်းနာမင်းလေးထည့်ငရုတ်သီးမှုံလေးထည့်ပြီးတော့ဟင်းရည်ပြစ်ပြစ်လေးနဲ့တော့အလိုက်ပေါ့ရှင်စားကြပါအောင်ရှင်